အစင်းမြင့်တင်ထားသည့်ဘာကုတ်ကျူအားကုတ်များဖြင့်73စီရောင်းချပေးသွားမှာဖြစ်၍ပူပေါင်းဆောင်ရွက်ကြပါရန်အသိပေးထုတ်ပြန်ခြင်း73စီဝယ်ယူရမှာဆက်စွမ်းအားလိုက်ဝယ်ယူခွင့်ပမာဏကိုသတ်မှတ်ပြီးပုံမူပြီးပြည့်စုံတဲ့စနစ်ဖြင့်နေပြည်တော်ကောင်စီနယ်မြေရန်ကုန်မြို့မန္တလေးမြို့နဲ့တောင်ကြီးမြို့များမှာအခုလ29ရက်နေ့မှစ၍ရောင်းချသွားမှာဖြစ်ပြီးကျန်မြို့များမှာလည်းယခုစနစ်ကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်စနစ်ကိုအသုံးပြုရမှာမော်တော်ယာဉ်ရဲ့ Wheatus မှာအာမခံမှုမှတ်သား hologram ပါရှိမှသာအယောင်ဆိုင်ဝန်ထမ်းကစကန်ဖတ်မှာဖြစ်ပါတယ်။အဲဒီအချိန်မှာ gas ကားဖြစ်ပါက gas ဆိုင်တွင်သာဝယ်ယူရန်စာသားပေါ်လာမှာဖြစ်ပါတယ်။ဓာတ်ဆီဒီဇယ်စီကားများဖြစ်ပါကမော်တော်ယာဉ်နံပါတ်တစ်ပတ်အတွင်းဝယ်ယူခွင့်ပမာဏဝယ်ယူပြီးတဲ့ပမာဏဝယ်ယူရန်ကြံရှိတဲ့ပမာဏပေါ်လာမှာဖြစ်ပါတယ်။ဝယ်ယူမဲ့စီအမျိုးအစားနဲ့ပမာဏကိုဖြည့်သွင်းပြီးဝယ်ယူနိုင်မှာဖြစ်ကရောင်းချတဲ့စိုက်နံပါတ်ဒီနေရာစီပမာဏများအလိုလျောက်စပါကိုဝင်ရောက်သွားမှာဖြစ်ပါတယ်ဒုတိယအကြိမ်ထပ်မံဝယ်ယူတဲ့အချိန်မှာကွာတာကုန်နေပါကဝယ်ယူခွင့်မပြုကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်သတ်မှတ်ပြီးတဲ့ကွာတာကိုတစ်ပတ်အတွင်းအပြီးပြတ်ဝယ်ယူရမှာဖြစ်ပါတယ်ခရီးဝေးသွားရောက်မယ့်ရင်းများအတွက်မူလဝယ်ယူထားတဲ့73စီငွေရှင်းပြေစာကိုပြသပြီးရောက်ရှိရာအခြားတိုင်းဒေသကြီးပြည်နယ်ရှိအယောင်ဆိုင်များမှာစကန်ဖတ်၍ထပ်မံဝယ်ယူနိုင်မှာဖြစ်ပါတယ်။ခရီးဝေးပြေးဆွဲနေတဲ့အထူးဘတ်ကလူမှုကူညီရေးရင်လူနာတင်ရင်နေပန်ရင်စီပင်အမိုက်သိမ်းရင်ရေပုတ်ဆုံရင်စားတဲ့ရင်းများကိုကွာတာများသတ်မှတ်ခြင်းမရှိဘဲအယောင်ဆိုင်များမှာလိုအပ်တဲ့ပမာဏတိုင်းစစ်စစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။စကန်ဖတ်၍မှတ်တမ်းတင်ထားပြီး online monitoring စနစ်ဖြင့်ကြက်မှတ်ထိန်းချောင်းသွားမှာဖြစ်ပါတယ်။ကုန်တင်ရင်ကြီးများအနေဖြင့်မြို့ပြင်ရှိ73စီဆိုင်များတွင်သာ QR code စနစ်ဖြင့်ဖြည့်သွင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။စက်မှုလယ်ယာကဏ္ဍမှာအသုံးပြုတဲ့ထွန်းဆက်လယ်ယာသုံးစက်ကရိယာများအိမ်တွင်းစက်မှုလုပ်ငန်းများနဲ့မိဆက်များအတွက်စွမ်းရည်ဝင်ကြီးဌာနမှသတ်မှတ်ပေးထားတဲ့ပုံစံမှာဖြည့်ဆွက်ပြီးနီးစပ်တဲ့အယောင်ဆိုင်များမှာမှတ်တမ်းထားရှိပြီးရောင်းချပေးမှာဖြစ်ပါတယ်။73စီအယောင်ဆိုင်များအနေဖြင့်ဘာကုတ်သို့မဟုတ်ကျူအားကုတ်ဖက်၍ရောင်းချပေးထားမှုနဲ့ပုံစံမှာဖြည့်ဆွက်ပြီးရောင်းချပေးထားတဲ့73စီပမာဏကိုသာပြန်လည်ဖြည့်သွင်းခွင့်ရရှိမှာဖြစ်ပါတယ်။ရင်တစည်းချင်းအနေနဲ့တပတ်စာဝယ်ယူခွင့်အကျဉ်းရည်နဲ့ပမာဏကိုထုတ်ပြန်ပေးမှာဖြစ်ပြီးသတ်မှတ်ချက်အတိုင်းရောင်းချပေးသွားမှာဖြစ်တဲ့အတွက်ပြည်သူများအစဉ်ပြေချုံးမှုစွာ73စီဝယ်ယူခွင့်ရရှိနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြပါရန်မြစ်တာရက်ခံအပ်ပါကြောင်းစွမ်းရည်ဝင်ကြီးဌာနမှအသိပေးထုတ်ပြန်ထားတယ်လို့သတင်းရရှိပါရရှင်